ချတာပြီဆေးချမယ်ဆိုဒီ density ကိုနှိပ်ပါ density ကိုရွေးပြီးတော့မှ okay နှိပ်လိုက်ပါပြီးကြရင်ဒီမှာဒါလေးပေါ်လာတဲ့ခါကျဘယ်ဘက်မြားလေးနဲ့ဘယ်ဘက်မြားလေးနဲ့ဆင်းသွားပြီးတော့ okay နှိပ်လိုက်ပါအနှုတ်လေး density အဲ့ဒါတစ်မျိုးနောက်တစ်မျိုးကျတော့အောက်ကိုဆင်းပြီးတော့ဒီမှာ okay နှိပ်လိုက် test photo လို့ပါညာတော့ပါတယ်ဟာအဲ့ဒီကောင်ကို quality ကို photo quality ကိုဆင်းလိုက်အဲ့ photo ကို okay နှိပ်လိုက်အဲ့ဒါဆိုလို့ရှိရင်အဲ့ဆိုရင်ရသွားပြီပြီးကြရင်အဲ့ဒါဆို reset ကိုမနှိပ်ရဘူး reset နှိပ်ပြန်ဖြစ်သွားအဲ့ကြဒါလေးကို reset မနှိပ်ဘဲနဲ့ဆွဲမှရokay သုံးထိဆင်း okay အဲ့တိုင်းဆွဲရနောက်ကြအောက်ကကောင်လည်းအဲ့တိုင်းပဲ photo mode ကို okay အဲ့တိုင်းဒီမှာ density ကလည်းအနှုတ်လေး original type ကလည်း photo အဲ့တိုင်းလေးကို copy ဆွဲကြည့်လိုက်အဲ့ဆိုလို့ရှိရင်ဒါပုံရိပ်နည်းငယ်ပို့ဖြော့လာကဲလို့နောက်တစ်ခါထပ်ပြီးတော့လုပ်ချင်သေးတယ်ဆိုဒီ menu ကိုနှိပ်နှိပ်ပြီးတော့ဒီကနေအောက်ကိုဆင်းသွားပြီးတော့printer setting နဲ့ဝင် printer setting နဲ့မှာတဖို့ပြပါတဲ့ print quality ဆိုတော့ကောင် okay နှိပ်ရမယ်အဲ့ထဲမှာဒီ density ဆိုတော့ကောင် okay နှိပ်ရမယ်နောက်ကြအဲ့ density ကိုပဲ okay ထပ်နှိပ်ရအဲ့မှာဒီမှာချစရာတွေပေါ်လာအဲ့လေးကိုချပြီးရင် okay နှိပ်ပြီးရင်ဒီပေါ် apply ဆိုတော့ကောင်လေးကိုတက်ပြီးတော့ apply လို့နှိပ်လိုက်အဲ့ဒါဆိုရင်အဲ့ခုနကတော့ကောင်လေးအဲ့လိုချပြီးတော့အဲ့ဆိုရတယ်အဲ့ဆိုရင် stop back အဲ့တန်းလေးဒီမှာအနှုတ်လေးနဲ့ photo လေးနဲ့အဲ့ဒါလေးထားပြီးတော့မှတ်ပုံတင်လေးတင်ပြီးတော့ဆွဲကြည့်လိုက်အဲ့ဆိုရင်ရလောက်ဒါပါပဲ